ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒေတာနာဒိမ့်မဲ့ channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Joshua Van နဲ့ Pantoja တို့ပြန်ပွဲဖြစ်ရင် Pantoja ကို Joshua Van ကလုံးဝရှင်းနိုင်မှာမဟုတ်ဘူးဆိုပြီးမှတ်ချက်ပေးလာကြတဲ့ UFC ကထိပ်တန်းဖိုင်တာအချို့ရဲ့အကြောင်းအရာကိုတင်ဆက်ပေးတင်တာဖြစ်ပါတယ်ခင်ဗျာဗီဒီယိုကိုမတင်ဆက်ရသေးခင်မှာ MMA လောကရဲ့ထူးခြားတဲ့အကြောင်းအရာတွေသတင်းထူးသတင်းဦးတွေနဲ့ UFC fighter ရဲ့အကြောင်းကိုကြည့်ရှုခြင်းနဲ့ပရိသတ်တွေဆိုတော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပြီးစောင့်ကြည့်လို့ရပါတယ်ခင်ဗျာဒါဆိုတော့ဒီနေ့ရဲ့ဗီဒီယိုလေးကိုစလိုက်ကြအောင်ပါJoshua Van နဲ့ Pantoja တို့ရဲ့မကြေပွဲသတင်းတွေကလက်ရှိမှာပရိသတ်တွေကြားထဲမှာအတော်ကိုရိုက်ခတ်မှုပြင်းထန်နေတယ်လို့ပဲဆိုရမှာပါ Pantoja နဲ့ Joshua Van တို့ဟာမူလကပထမဦးဆုံးအချိန်ဖြစ်ဒီဇင်ဘာလ2025ခုနှစ်မှာထိပ်တိုက်တွေ့ခဲ့ကြပါတယ်အဲ့ဒီအနေအထားမှာ Pantoja ကပထမအချီရဲ့စက္ကန့်ပိုင်းလေးမှာပဲ M injury ရသွားပြီးတော့မှဒိုင်ပွဲရက်နဲ့အရှုံးပေးခဲ့ရပါတယ်ဒီလိုအနေထားမှာ Joshua Van နဲ့ Pantoja တို့ကို promotion ဘက်ကလည်းမကြေပွဲတည်ကျင်နေတာကျင်းနေပါတယ်ဒါပေမဲ့ချက်ချင်းကြီးမကြေပွဲထိုးလို့မရလို့ Joshua Van ကတက်ဆူရိုတိုင်နာနဲ့ရင်ဆိုင်ထိုးသက်ခဲ့ရပါတယ်တိုင်နာကိုနောက်ဆုံးအချိန်မှာအလဲထိုးနိုင်ပြီး Joshua Van ကသူသားလင်းချန်ပီယံအစ်စ်ဆိုတဲ့ပုံစံမျိုးနဲ့တက်သေးထူပြနိုင်ခဲ့ပါတယ်အဲ့ဒီအနေထားတွေပြီးသွားမှာတော့ Pantoja ကလည်းပြန်လဲသက်သာစာပြုလာနေပါပြီသူအနေနဲ့လေ့ကျင့်ခန်းတွေကိုလည်းကောင်းကောင်းမွန်မွန်ပြန်လဲလှုပ်ဆောင်နိုင်နေပြီဖြစ်ပါတယ်ဒါကြောင့် Joshua Van နဲ့ Pantoja တို့ရဲ့မကြေပွဲကပရိသတ်တွေကြားထဲမှာမကြခင်အချိန်တွင်းမှာရောက်ရှိလာဖို့ရာဂိုင်းတော့အတော်လေးများနေပြီဖြစ်ပါတယ် Joshua Van နဲ့ Pantoja တို့ရဲ့ပွဲဟာစက်တင်ဘာလမှာကျင်းပမယ် UFC 331ပြိုင်ပွဲမှာပါဝင်လာမယ်ဆိုပြီးတော့လေအများစုကပြောဆိုနေကြတာတွေ့ရပါတယ်လက်ရှိချိန်ဒီ promotion ဘက်ကတော့အတိအကျထုတ်ပြန်ထားခြင်းမရှိသေးပါဘူးဒါကြောင့်ဘယ်အချိန်မှာဖြစ်လာမလဲဆိုတာမပြောနိုင်သေးပေမဲ့ဒီ fighter နှစ်ယောက်ရဲ့ပွဲကသေချာဖို့ဖြစ်လာဖို့ကတော့ရှိနေပါတယ်အဲ့လိုမျိုးအခင်းချင်းတွေဥတည်နေတဲ့အချိန်မှာပဲ UFC ကဂန်နဝင် fighter ကြီးအချို့ကလည်း Alexander Pantoja နဲ့ Joshua Van တို့ရဲ့မကြေပွဲအခင်းချင်းနဲ့ပတ်သက်ပြီးသုံးသပ်မှုတွေစတင်ပြုလုပ်လာကြပါတယ်အဲ့လိုမျိုးပြုလုပ်သွားတဲ့တဲမှာ Pantoja ရဲ့ဂျင်ကfighter ဖြစ်တဲ့ Joey Masvidal ဖြစ်ပါတယ် Joey Masvidal ကဒီပွဲမှာ Pantoja ပဲလုံးဝကျင်းပြနိုင်မယ်ဆိုတဲ့ပုံစံမျိုးနဲ့အခုလိုမျိုး Hawking ထုတ်သွားခဲ့တာဖြစ်ပါတယ်ခင်ဗျာ Joshua Van နဲ့ Pantoja တို့ရဲ့မကြေပွဲကတကယ်ကိုမပြတ်မသားဖြစ်ခဲ့ပါတယ် Pantoja ကစောပိုင်းစက္ကန့်အတွင်းမှာပဲထိချက်တွေစုံနေအောင်ရခဲ့တာပါအမြင့်ခြေကန်ချက်ဆိုတဲ့ထိထိမိမိ fan ရဲ့ level ကိုထိတာပါ fan ကလည်းမာကုန်မြင့်တော့ကြမသွားဘူးပေါ့အဲ့လိုအနေထားကနေ fan ကတွန်းထုတ်လိုက်တာ Pantoja ရဲ့လက်ကကျိုးသွားတယ်ပွဲကပြတ်သွားတယ်ဒီတော့ပွဲကမပြီးပြတ်သေးတဲ့ရလက်နဲ့ပဲဆုံးသက်ခဲ့ပါတယ်ဒီတော့ငါတို့အနေနဲ့မကြေပွဲကိုကျင်းသိကြည့်ရမှာပေါ့ဒီတစ်ချိန်မှာတော့ Pantoja ကလည်းသေချာပြင်ဆင်လာမှာပါဒီလိုမျိုးအဖြစ်ခံမှာမဟုတ်ပါဘူး fan နဲ့တိုင်နာတို့ရဲ့ပွဲကစွမ်းဆောင်ရည်ကတကယ်ကိုလက်ဖြားခါယူရပါတယ် fan ရဲ့စွမ်းဆောင်ရည်တွေကအမခန့်ပါပဲဒီ fighter လေးကအသက်ငယ်ငယ်ရွယ်နဲ့မထင်မှတ်ထားအောင်လုပ်ပြနိုင်တာပါ striking skill ကလုံးဝကောင်းပါတယ်ဒါမဲ့ဒီကောင်လေးက take down defense မကောင်းပါဘူးတိုင်နာနဲ့ပွဲမှာခဏခဏလဲချခံရတာတွေ့ရပါတယ်တိုင်နာနေရာမှာ Pantoja ဆိုတော့ဒီကောင်လေးမလွယ်ပါဘူးလေပင်အစ်သွားနိုင်ပါတယ်ဒါကြောင့်မလို့ဒီတစ်ချိန်မှာ Pantoja ကလက်စားချေပြီးခပတ်ကိုပြန်သိမ်းသွားမယ်ထင်ပါတယ်ဆိုပြီး Joey Masvidal ကပြောဆိုခဲ့တာဖြစ်ပါတယ်ခင်ဗျာဒီအနေထားမှာအချို့သောပရိသတ်တွေကတော့ဒီအရာကိုထောက်ခံကြပါတယ်တချို့ Joshua Van ပရိသတ်တွေကတော့ Joshua Van ကိုလွယ်လွယ်ကူကူနဲ့ချုံနိုင်မှာမဟုတ်ဘူးဆိုတဲ့ပုံစံနဲ့ပြန်ပြီးဝေဖန်ထောက်ပြကြပါတယ်အချို့ UFC fighter တွေဖြစ်တဲ့ Henry Cejudo ကလည်းအခုလိုမျိုးပုံစံမျိုးနဲ့ပဲမှတ်ချက်ပေးသွားပါတယ် Joshua Van နဲ့ Pantoja တို့သာပြန်တွေ့ရင် Pantoja က Joshua Van ကိုတေချာပေါက်အနိုင်နိုင်လိမ့်မယ် Joshua Van ဘာမှတော့လုံးနိုင်မှာမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးနဲ့သူတို့က Hawking ထုတ်ပါတယ်အစကတည်းကဒီ fighter တွေက Joshua Van ဘက်မှာရက်တည်ခဲ့တဲ့ fighter တွေမဟုတ်ပါဘူး Demetrius Johnson Daniel Cormier အစရှိတဲ့ fighter တွေက Van ဘက်မှာရက်တည်ခဲ့သည့်တိုင်ဒီ fighter တွေကတော့ဘယ်သူနဲ့တူတူ Joshua Van ရှုံးမယ်ဆိုပြီးပဲ Hawking ထုတ်ခဲ့ကြတာပါနှစ်တကွမ်းချန်ပီယံဟောင်း Henry Cejudo ဆိုပို့ဆိုးပါသေးတယ် Joshua Van နဲ့ Tatsuro Taina တို့ရဲ့ပွဲမှာဆို Tatsuro Taina ကိုလုံးဝညင်းစရာမလို Tatsuro Taina ကိုငါကအပြေးဝလောင်းထားမှာဆိုတဲ့ပုံစံမျိုးတွေနဲ့တောင်မှထုတ်ပြောခဲ့တာပါဒီတော့အခင်းချင်းတွေကတော့တကယ်ကိုစိတ်ဝင်စားစရာကောင်းပါတယ်ကျွန်တော်တို့ fighter လေးနဲ့ Pantoja ပြန်တွေ့တဲ့အနေထားမှာဘသူကအပြည့်အစစ်မှန်ချန်ပီယံဆိုတဲ့ဂုဏ်ပုံမျိုးကိုမှတ်တမ်းတင်နိုင်မယ်ထင်ပါကလေးမိမိတို့ထင်မြင်စားချက်တွေကိုလည်းမှတ်ချက်ပေးခဲ့ကြပါဦးခင်ဗျာဒီကနေ့တော့တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲဒါမယ့်နေ့တော့လေ MMA လောကနဲ့အားကစားလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe မလုပ်ရသေးရင် subscribe လုပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျာအားလုံးပဲတာပြောရှင်မဲ့ကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေ